Hello ဒီနေ့ကတော့ဝက်သားကိုအနစ်တွေနဲ့ပဲစားနေရတာယူနေတယ်ဆိုရင်ဒီနေ့လည်းလေးနဲ့ချက်စားကြည့်ကြပါနော်ရုပ်ချောချောလေးနဲ့လည်းစားပြထားပါတယ်ခင်ဗျာ Okay ချက်လိုက်ကြရအောင်ပထမဆုံးဝက်သားကိုအတုံးတုံးလေးတွေအခုလိုမျိုးပဲတုံးလိုက်ပါမယ်အစီမပါရင်ချက်ရတာပို့အဆင်ပြေတယ်ဆိုပေမဲ့လည်းအစီပါရင်တော့ပို့ပြီးတော့စားလို့ကောင်းတော့ပါကွယ်ပြီးတော့ဝက်သားတွေကိုစားဟင်းချုံမုံပြီးတော့စနွေးမုံပြီးတော့ငရုတ်ကောင်းမုံလေးထည့်ပါမယ်အဲ့ဒါအပြင်မှာပဲကံပြရဲ့အကျဲနဲ့ခရူးစီလဲထည့်ရပါမယ်။သူကဒီမှာကျတော့နည်းနည်းထည့်ရတဲ့အစာပလားများတယ်ပေါ့နော်။အဲကြောင့်တစ်ခါတည်းမပြီးတော့အောင်ရေးတော့ရေးပေးထားပါတယ်ရှင်။အားလုံးထည့်ပြီးသွားပြီဆိုရင်တော့တမအောင်တေချာလေးနယ်ပေးရပါမယ်။ဒီနေ့ကတော့လက်အိတ်ကုန်သွားတဲ့အတွက်ကြောင့်မလို့လက်ကိုတေချာဆေးပြီးတော့နယ်ထားပါတယ်နော်။ပြီးရင်တော့အပေါ်ကနေအကြော်မုံနှစ်စိုးလောက်ထည့်လိုက်မယ်ပေါ့နော်။အကြော်မုံနှစ်စိုးထည့်ပြီးဆိုရင်တော့ရေနည်းနည်းလေးထည့်ပြီးတော့ထပ်ပြီးတော့နယ်ပါမယ်ရှင်အခုလိုမျိုးပဲကြည့်နေရတာရိုးပြီးတော့ပြင်းနေမှာဆိုလို့ရူပကဒါနာရုပ်ရည်လေးထည့်ပေးထားပါတယ်သူကစီစီလေးဖြစ်ပြီးဆိုရင်တော့ရပြီပေါ့နော်ပြီးရင်တော့စီပူပူလေးထဲမှာဝက်သားလေးတွေအလိုတလွာချင်းချော်ပဲပေါ့နော်ပေါင်းချော်လဲရတယ်မကတ်အိုးဖြစ်တဲ့အတွက်ကြောင့်သူကကတ်မှာတော့မစိုးရိမ်ရဘူးနော်ဝက်သားတွေကိုမီအေးလေးနဲ့ကြော်ထားပါမယ်ရှင်ပြီးရင်တော့စက်သွန်နီရယ်စက်သွန်ဖြူရယ်ငရုတ်သီးခွဲချမ်းနဲ့အဲသုံးမျိုးကိုပေါင်းပြီးတော့ထောင်းပါမယ်ရှင်ဝက်သားကိုရွှေညိုရောင်နေတန်းလာတဲ့အထိမီအေးနဲ့စိတ်ရှိရှိလေးကြော်ရပါမယ်အခုလိုမျိုးဝက်သားကရွှေညိုရောင်နေတန်းလာပြီဆိုရင်တော့ဆယ်လို့ရပါပြီဝက်သားကြော်ထားတာကိုမြည်ကြည့်ပါမယ်အရင်စားလို့ကောင်းပြီးတော့အထဲမှာအရသာတွေအကုန်ဝင်နေတယ်ဝက်သားနဲ့ဒီအကြော်မုံအရသာပေါင်းထားလိုက်တော့စိတ်ကလေးဖြစ်နေရပါတော့အန်ကယ်ကတော့ yes ပါခင်ဗျာပြီးရတော့ငရုတ်သီးလေးကိုအခုလိုမျိုးပဲလီးလိုက်ပါမယ်နောက်ထပ်လီးကြရမှာကရှမ်းနံရယ်စပလီရယ်ငရုတ်သီးရယ်အဲသုံးမျိုးကိုအခုလိုမျိုးပဲလီးထားလိုက်ပါမယ်ပြီးရင်တော့ခုနကထောင်းထားတဲ့စက်သွန်နေစက်သွန်ဖြူငရုတ်သီးကွယ်ချမ်းကိုစီတက်ပါမယ်ရှင်အနက်ကြီးမွေးလာတဲ့အထိစီလေးကိုစိတ်ရှိရှိလေးနဲ့တက်ရပါမယ်နော်အနက်နေမွေးလာပြီဆိုရင်တော့အပေါ်ကနေပထမဆုံးအနေနဲ့စပလီလေးကိုထည့်လိုက်ပါမယ်စပလီအနက်နေမွေးလာပြီဆိုရင်တော့ငပိနည်းနည်းလေးထည့်လိုက်ပါမယ်ပြီးရင်တော့ငပိကိုတေချာလေးခြေရပါမယ်ခြေပြီးသွားပြီဆိုရင်တော့အပေါ်ဒီငရုတ်သီးထည့်လိုက်ပါမယ်ရှင်ငရုတ်သီးထည့်ပြီးသွားတဲ့နောက်မှာစားနဲ့ဟင်းချုံမုတ်လေးကိုလိုတလောက်အရသာလေးထည့်ပါမယ်ပြီးရင်တော့ခုနကကြော်ထားတဲ့ဝက်သားလေးတွေကိုထည့်လိုက်ပါမယ်ဝက်သားတွေကိုအရသာဝင်တော့အောင်တေချာလေးမွေပေးရမယ်ပေါ့နော်ပြီးရင်တော့အပေါ်ကနေရှမ်းနံလေးအုပ်လိုက်ပါမယ်ရှမ်းနံလေးထည့်လိုက်တော့ပို့ပြီးတော့လည်းမွေးသွားတယ်ပို့ပြီးတော့လည်းလှသွားတယ်ပေါ့နော်โอเคအားလုံးမွေပြီးသွားပြီဆိုရင်တော့မီအေးလေးနဲ့3မိနစ်ကနေ5မိနစ်အထိထားရပါမယ်ဒီဟင်းကကြတော့အိမ်မှာပဲဟင်းချက်တဲ့နေ့ဆိုရင်ဒီလိုမျိုးဝက်သားကိုဒီလိုချက်မယ်ဆိုအရင်လိုက်တယ်နောက်ဆုံးမှာတော့ရုပ်ချောချောနဲ့စပြောင်းမယ်ကြပါတော့တယ်ရက်စားကောင်းတယ်မတင်ထားလောက်အောင်ကိုကောင်းတယ်အန်ကယ်ကတော့လုံးဝ yes ပါသူ့ရဲ့အရသာကတရုတ်ရဲ့လောက်ကမ်ပါအရသာနဲ့တော့တူတယ်တော်လေးကိုမိုက်တယ်ဝတ်သားနဲ့အကြော်မုံရဲ့ဒီပေါင်းထားတဲ့အရာကလုံးဝကိုစိတ်လေးနဲ့ရမ်းမိုက်တယ်။အေးရလူတွေကိုအခုလိုမျိုးလုပ်ကြည့်မယ်ဆိုရင်တော့တအိမ်သားလုံးကချင်တဲ့စိတ်ခုန်ချင်တဲ့စိတ်လေးတွေဖြစ်သွားပါပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။